Manchester United အသင်းကတော့ဒါစီးနစ်စောပိုင်းမှာတန်တက်ဟာစီအသင်းကိုကျွန်တော်တို့ဒါနှစ်ဂိုးကိုမရှိနဲ့ရှုံးသွားခဲ့တယ်တကယ်ပြ United အသင်းကဒါဒီကွန်းလေအတွဲဖက်ကကျွန်တော်တို့ဒါယာဒီအစပွဲစဉ်1မှာဒီကွန်းလေကိုစသုံးပြီးဒါကာတစ်အနေနဲ့ဒါမှားသွားတယ်လို့ကျွန်တော်ကတော့ယူဆလို့ရတယ်စန်တိုနဲ့တိုင်နီမန်ကဘယ်လိုမှကိုအတွဲဖက်မမီဘူးကျွန်တော်တို့လုံးဝကိုခြေနေမကောင်းဘူးဒီဘက်ကလူရှော့ကလည်းဒါအစင်မပြေဘူးအနေထားရှိနေတယ်တိုက်စစ်မှာဆိုလဲခုနကကုညာအန်ဘူဘူးလို့ဒါဒိုကူလို့ဗျာဒိုကူအဲ့ဘက်ချက်မှာတိုက်စစ်မှာ3လာကြီးကလုံးဝကိုအစင်မပြေခဲ့ဘူးဒိုကူဘာဖြစ်ချင်နေမှကျွန်တော်မသိဘူးဒီလိုဆက်သွားရင်ဗျ United ကတော့ဒါမလွယ်ပါဘူးဒါတခြားသူဒါလူရှော့နေရာဖြည့်တင်းရမယ်ဒါနောက်တန်း CP တယောက် CP ကောင်းတယောက်လည်းကျွန်တော်တို့ဒါလိုအပ်တယ်ဗျာဒါကွက်လေလူကကွက်လေကတော့ကျွန်တော်တို့ဘာလဲပါရောက်လာမယ့်အနေထားမှာအစီအမံသွားမယ်လို့ယူဆရတယ်တကယ်ဒါပွဲစဉ်တစ်ပေါ့ဗျာပထမဆုံးအနေနဲ့ပူနွေးနွေးစပြီးတော့ဒါရှုံးလိုက်ရတယ်ဗျာအလုံးဝကိုကားရတက်ဒါအစီအမံပြေဘူးဗျာဒီလောက်တန်တက်တင်ဒါတန်တက်3သင်းထဲမှာဒါမိနစ်ကချန်ပီယံရှစ်မှာအဆင့်6နဲ့ရက်တီပြီးတော့ဒါ play off တောင်းမှာပဲဒါစောက်တတန်တို့ပြဿနာတက်ပြီးတော့ play off ကန်ပြီးဒါရလာတဲ့နေရာနေဗျာဒါလူဖြစ်တည်မှုမှလည်းလုံးမထားဘူးငွေကြီးလေးသုံးမထားတဲ့အသေးကိုဒါ 2C ဆိုတဲ့ရလက်နဲ့ဒါရှုံသွားတယ်ဗျာမိုက်ကယ်ကားတင်နေလေဒါတစ်ဖက်က3 Verde နဲ့ကစားလာတဲ့အတင်းသူဘလို့မှကိုထိုးဖောက်နိုင်မှမရှိဘူးအဓိကအဲ့ဒါတူတင်ကိုတင်ကစားရမယ်ဆိုရင်မိုက်ကယ်ကားတဲ့အဆင်ပြေတယ်ကိုကခံစင်းနဲ့ဆော့ပြီးတော့ကျွန်တော်ကို transition ကြီးကောင်းတာကြီးကနေသွားရမယ်ဆိုရင်မိုက်ကယ်ကားတဲ့အနေနဲ့အဆင်ပြေတယ်ဗျာဒါပေမဲ့လို့တစ်ဖက်အသင်းကဒါ3 Verde နဲ့ဆော့လာပြီး4 Verde နဲ့ဆော့လာပြီးဒါ5 Verde နဲ့ဆော့လာပြီးဆိုလုံးဝကိုအဆင်မပြေဘူးဗျာပြီးခဲ့နှစ်ကလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်3 Verde နဲ့ဆော့တဲ့အသင်းဆိုကျွန်တော်တို့အရန်ကိုဒါဒုက္ခရောက်ခဲ့တယ်ဒါကတော့ဒါပြင်ဆင်ရမယ့်ပထမချက်ပဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ကုညာကိုကျွန်တော်တို့အထောင်တိုက်စစ်မှာထည့်လာတာပဲတကယ်ပြသူစမ်းသုံးခဲ့တဲ့ကစားခွက်တွေကကျွန်တော်တို့အမဘူအထောင်တိုက်စစ်မှာဆော့အမြဲတမ်းဆော့ပြီးတော့ဒါကစားလာတယ်ဒီနေ့ပွဲမှာတကယ်ဒါပရီးမီးယားလိဂ်ရာသီစပြီဆိုတော့ကျမှသူကုညာကိုအထောင်ဆော့တယ်အမဘူကျွန်တော်တို့တောင်ပန်ကိုပို့တယ်တကယ်ဆိုရင်ကုညာကိုတောင်ပန်ထားပြီးအမဘူအထောင်ဆော့ရင်ကျွန်တော်တို့ဒီလောက်ကြီးပြဿနာဒါဖြစ်လာစရာအကြောင်းလည်းမရှိဘူးဒါကုညာအနေနဲ့နောက်ကိုအရင်ကြီးဆင့်ပြီးတော့ဘောလုံးတွေကို draw လုပ်တယ်ဗျာ draw လုပ်တယ်တကယ်တမ်းဒါဖြတ်တင်ဘောတွေပို့တဲ့အချိန်မှာဒါဒီဘက်ဟိုမှာလူမရှိဘူးခေါင်းတိုက်ဖို့ကလူမရှိဘူးပထမပိုင်းတစ်ပိုင်းလုံးဗျာဒါဖြတ်တင်ဘောတွေကြီးတယ် United ရဲ့တောင်ပန်တစ်လျှောက်ဒါပြပို့နေတယ်ဗျာဘယ်သူကခေါင်းတိုက်မှာလဲကုညာခေါင်းတိုက်မှာလားလုံးဝဖြစ်တဲ့အရာကြီးကိုအမြဲတမ်းဒါကြီးပဲထက်ခါဒါပေးပို့နေတဲ့ပုံစံကြီးကတော့မရခဲ့ဘူးဗျာဘယ်လိုမှအခွင့်အရေးမရခဲ့ဘူးဒီဟာစကြီးနေနဲ့ရန်ကောင်းခဲ့တယ်ဒါစပီရပဲကဂိုး2ဂိုးရခဲ့တယ်ဒါဂိုးသမားဘာမှမတတ်နိုင်ဘူးဒီနေ့ဘက်မှာချီကျူးကမှာစနီလက်မန်တယောက်ပဲရှိပါတယ်သူလက်စွမ်းပြလို့တာဒီထက်ဂိုးတွေပြတ်မသွားခြင်းဖြစ်ပါတယ်ဒါအားလုံးပဲဒါ United အနေနဲ့ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ comment လေးမှာရေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်